ဒီတက်စီမောင်းသူအမျိုးသမီးဟာသူ့သားလေးကိုကျောင်းကကြိုတိုင်းကားထဲမှာနိုင်ငံအသီးသီးရဲ့အထင်ကရနေရာတွေပြင်ဆင်ထားလေးရှိပါတယ်။ကဘာဘက်ဖို့အိမ်မက်မက်နေတဲ့သူ့သားလေးအတွက်သူကအခုလိုလုပ်ပေးခဲ့တာပါ။တနေ့လုံးခရီးသည်တွေကိုပို့ဆောင်ပေးပြီးပင်ပန်းနေပေမဲ့လည်းသားလေးကိုတွားကြိုခါနေတိုင်းကားမှန်မှာအီဖဲမျောစင်အပါဝင်သားလေးကြိုက်နိုင်ငံမျိုးစုံကိုပြင်ဆင်ပေးတတ်ပါသေးတယ်။တချို့ခရီးသည်တွေကကားထဲမှာအလှဆင်ထားတာကိုစောတကတက်တာမျိုးရှိပေမဲ့သားလေးရဲ့အိမ်မက်အတွက်ဒီအမေဟာဘယ်တော့မှစိတ်မပြတ်သွားခဲ့ပါဘူး။နောက်တစ်နေ့မှာတော့နှင်းတွေနဲ့လှပတဲ့ရေကန်တွေရှိတဲ့ဆွစ်ဇာလန်နိုင်ငံပုံစံမျိုးလေးသူပြင်ဆင်ခဲ့ပါတယ်။တရက်မှာတော့ကားပိတ်ပေါက်သွားလို့သားလေးကိုကြောင်းသွားကြိုတာနောက်ကျသွားခဲ့ပါတယ်။သားလေးကတော့ကြောင်းရှိမှထိုင်ဆောင်ရင်းစိတ်ကောက်နေတာပေါ့။ဒါပေမဲ့အမေဖြစ်သူကတော့ပင်ပန်းနေတဲ့ကြားကသားလေးကိုပျော်ရွှင်စေဖို့ကားထဲမှာတဲတွေနဲ့အလှဆင်ပြီးအံ့ဩအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။အမေရဲ့စူးစမ်းမှုကိုမြင်ရတဲ့အခါသားလေးရဲ့မျက်နှာမှာအပြုံးတွေပြန်လဲပွင့်လန်းလာခဲ့ပါတယ်။18နှစ်အကြာမှာတော့သူဟာအသက်ကြီးလာပြီးတက္ကစီလည်းမမောင်းနိုင်တော့ပါဘူး။အဲ့ဒီချိန်မှာပဲအိမ်ပြင်ဘက်ကနေတယောက်ကလှမ်းអော်လိုက်ပါတယ်။အဲ့ဒါကတော့အခုဆိုရင်အောင်မြင်နေပြီဖြစ်တဲ့သူ့ရဲ့သားလေးပါပဲ။သားဖြစ်သူဟာသူ့အမေငယ်ငယ်ကပုံစံမျိုးသူကိုယ်တိုင်ဝတ်ဆင်ပြင်ဆင်လာခဲ့တာပါ။လက်ထဲမှာ passport နှစ်အုပ်နဲ့လေယာဉ်လက်မှတ်တွေကိုကင်ထားပြီးငယ်ငယ်ကအမေဖြစ်သူဖြည့်ဆည်းပေးခဲ့တဲ့အိမ်မက်တွေကိုအခုတော့လက်တွေ့အကောင့်ထဲပေါ်ပြီးတော့မှဖြစ်ပါတယ်